တပည့်တော်တို့မျိုးကြီးပြကြီးကပြန်လာတာဗျာမျိုးရောက်တော့တစ်သီးလေးအထူးဆန်းတွေ့တာနဲ့အဲ့ဒါဆရာတော်ဘုရားကိုဥဖျားဖျားကတ်ကျင်တာနဲ့တကူးတကကိုမျိုးကဝယ်လာခဲ့ရတာဗျာ ဖရာတရားသံဃာမိပါဆရာအနန္တောအနန္တ၅ပါးမမေ့ဘူးဆိုတော့တကယ်မုံမြတ်ပါပဲလေကိုယ် ဓမ္မဗျာ မြို့ကတကူးတကဝဲလာတယ်ဆိုဘာသီးတော့ အဲ့ဘာသီး ကောက်ပြီး အော်ကောက်ပြီးတယ်ဗျာကောက်ပြီးတယ်ဟေးဒီမှာဗျာဒီမှာဗျာ တပည့်တော်ကလေဟိုဈေးထဲကိုရောက်တဲ့အခါကျတော့အဲ့ဒီအသီးတွေကိုထူးဆန်းနေတွေ့တာနဲ့အရှင်ဘုရားကိုဖုံးပေးစေခြင်းလို့ဝဲလာတာဗျ ဟုတ်တယ်ဗျာ ဒီကအထူးဆန်းဖြစ်နေတာဘာသီး ကောက်ပြီးတယ်ဗျာကောက်ပြီးတယ်ဓမ္မဗျာ ဒါကိုဖုံးကြီးကဘယ်လိုဖုံးပေးရမှာလို့ အဲ့ဒါလေတပည့်တော်တို့ကမေးနေပါဘူးဗျာဈေးတယ်ကိုတပည့်တော်ဒါပါလေလို့မေးပြီးတော့သူကကောက်ပြီးတယ်ဗျာသူကကောက်ပြီးဆိုတာနဲ့တပည့်တော်ကလည်းအဲ့ဒါဆရာတော်ဘုရားမျက်နှာကိုပြေးမြင်တာအဲ့ဒါလည်းတပည့်တော်လည်းဝယ်လာခဲ့တာဗျာ ဟိုတပည့်တော်ကတော့လေဟိုဘလို့စားရလဲလို့မေးမလို့ဗျာဒါပေမဲ့လို့တပည့်တော်တို့မေးလိုက်လို့ရှိရင်ဟိုတပည့်တော်တို့ထုံလာအားလာလို့ပါဆိုလို့ဗျာမမေးပဲဒီတိုင်းဝယ်လာ မမေးပါဘူးမမေးပါဘူး ဟာမလီတကားအတီးကမမဲ့သေးဘူးနဲ့လေ တပည့်တော်လည်းစမ်းကြည့်တယ်ဗျာနည်းနည်းမာသေးတယ်ဒီတိုင်းစားလို့မရတော့ဘူးတင်တယ်ဗျာ တပိယကြီးရောဒီအိုးတဲ့ချက်ထားလိုက်စမ်း အကိုလာတာကိုကစပြီးတော့ပြန်မလားမစားပဲပြန်မလားပြော မပူပါနဲ့မိမလုံနေတယ်မိမလုံနေတယ်ကိုကျွန်တော်ထက်တောင်းမလားကိုကျွန်တော်ထက်တောင်းမလားတော့ဝယ်ပေးမလို့တောင်းပါတော့ဝယ်လိုက်မယ် ဝင်လိုက် မိမငါကိုယူမရှိရှိရချကျွင်းနော်ငါပြောခဲ့မယ်နော် အေးအဲ့ဒါဆိုလည်းပြီးရောဟေးပြီးရော 9မိနစ်ပဲစောင့်ကျွန်တော်ပြေးလိုက်မယ်ဆိုင်ကနေပြေးလိုက်မယ်ငါပြေးပဲ ဘလို့ဘလို့ပဲလက်ကြီးလမ်းနေအောင်ငါကူကြီးအိပ်ပြောသွားလား မိမ ဟာတော့ ကိုကြီးဘလို့အိပ်ပြောသွား तू ပြောတော့တောင်းမယ်ဆိုငါပြေးသွားခွေတာခုတော့အိပ်ပြောသွားနှုတ်လိုက်ရမလား နို့မနေနဲ့နေမဲမရှိရှိအကျွေးဆို အေးလေငါပြောပြီးတော့ငါကိုတောင်းဝင်ကြည့်ရမယ်မရှိရှိတာကျွေးလိုက်လို့ပြောလိုက်ဘာလို့ အေးငါလည်းမရှိရှိအကျွေးလိုက်တာပဲ အေးလေငါပြောတယ်မှန်းတယ်မရှိရှိတာကျွေးရမှာအကိုလာတဲ့အချိန်ကို အေးငါလည်းမရှိရှိအကျွေးလိုက်တာ ဘာမှမရှိဘူးသူနေပြောတာဘာကိုကျွေးလိုက်တာတော့ နေရလဲမရှိရှိအကျွေးလိုက်တာမရှိရှိအကျွေးလိုက်ပြီးတော့ तू အကို तू အိပ်ပြောသွားတာ နင်ကဘာကျွေးလိုက်လို့အိပ်ပြောသွား မရှိရှိတာကိုကျွေးလိုက်ဆိုတော့ငါလည်းမရှိတာကိုရှိတာကိုလှုပ်ပြီးတော့ကျွေးလိုက်တယ် ကိုယ်လေပြောတာကလည်းမရချင်းပဲဘာကျွေးလိုက်တာငါကိုပြော အားကိုဒုံဝေးတာပဲတော့ငါယောက်ျားလှုပ်ပြီး ဘာကျွေးလိုက်တာတော့လို့ ဟောနေအကြိုက်ဆုံးစားစားနေမမောတဲ့အစားစား ငါမမောရစားလား ဟုတ်တယ် ဟာ ဟုတ်တယ် အော်ဒီမိမ